အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ shop house တစ်ခုလိုက်ပြမယ် shop house ဆိုတဲ့အတိုင်းပဲသူကအောက်ထပ်မှာကဆိုင်ခန်းဖွင့်လို့ရမယ်အပေါ်ထပ်မှာကလူနေလို့ရမယ်အဲ့တော့ဆိုင်ခန်းဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အထဲမှာကဒါ coffee ဆိုင်ပုံစံမျိုးလေးလောက်ထားပေးတာဟုတ်သူ့ချန်အကျယ်ပြောရမယ်ဆိုရင်အရှိမျက်နှာစာကပေ20ရှိတယ်အနောက်ကပေ80ရှိတယ်ဟုတ်ကျွန်တော်အထဲမှာဒီလိုလိုက်ကြည့်ရမယ်အခုဒါကျွန်တော်တို့ဝင်လာတဲ့အချိန်မှာမြင်ရတဲ့အနေအထားပေါ့နော်ဒါကသူက coffee ဆိုင်ပုံစံမျိုးလေးလောက်ထားတယ်တကယ်လို့ကိုကဒီအခန်းဝယ်မယ်ဆိုလို့ရှိရင်တော့ဒီပုံစံအတိုင်းအကောင်တော့ကြည့်ကြရမှာသပွဲတွေထိုင်ခုံတွေအပါဝင်ပြီးလို့ရှိရင်အပေါ်ထပ်မှာဆိုလို့ရှိရင်လည်းဒီကတင်မွေရအကုန်လုံးပေါ့နော် ready to move တက်နေအောင်ပဲအဲ့တော့သူကအပေါ်မှာက master ခန်း2ခန်းရှိတယ် master ခန်း2ခန်းလုံးကတော်တော်လေးကျယ်တယ်ကျွန်တော်တို့ပုံမှန်အိမ်ပေါ့နော်ပုံမှန်အိမ်ရဲ့ master ခန်းထက်ကိုကျယ်တာအဲ့တော့နေရမယ်ဆိုလို့ရှိရင်လည်း town home လို့သာပြောတာဟိုချင်းကြုတ်ဆိုတဲ့ feeling မရအောင်တော်တော်လေးကြဲဝန်း feeling ရတယ်ပြီးရင်အောက်ထပ်မှာကလည်းဆိုင်ခန်းဖွင့်မယ်ဆိုတော့ကိုကစီးပွားရေးလုပ်မဲ့လူတွေအတွက်ကအရန်ဆင်ပြေတယ်ဟုတ်ပြီးရင်ဒီအခန်းဒီပုံစံတိုင်းရမယ်ဈေးပေါ့နော်ဒီအိမ်ရဲ့ဈေးကဘတ်3တန်းကနေရှိမယ်ဒါလုံးဝအကောင်လုံးပါတကယ်လို့ကိုကမဟုတ်ဘူးအခန်းအလွတ်ကြီးပဲလိုချင်တယ်ဆိုလို့ရှိရင်တော့ဘတ်2တန်းကျော်ကနေရမယ်ဒါတော့ဒီအခန်းနေထားပါအခုဒါကတော့ဝင်းထဲက My Hay International School ပေါ့နော်ဒီကျောင်းကသူကဖွင့်တာရက်တီတာပေါ့နော်260လောက်ရှိပြီအရန်နာမည်ကြီးတယ်အခုလက်ရှိမှာတော့သူကမူလတန်းကျောင်းတော့ဖွင့်နေပြီအထက်တန်းကျောင်းကတော့ဘေးမှာစောင့်နေတော့မယ်ဟုတ်ဒီဒါပြီးသွားပြီဆိုလို့ရှိရင်တော့တော်တော်လေးကိုဒီမှာကျောင်းလာတက်တဲ့လူတွေနဲ့ဒီအိမ်ရဝင်းကကျောင်းထားမဲ့ကလေးတွေနဲ့တော်တော်လေးစီစီကားရှိမဲ့အနေထားမှရှိပါတယ်အခုကျွန်တော်ဒီ project ကဘယ်လိုမျိုးလူတွေအတွက်တင့်တော်လဲဆိုတာတစ်ချက်ပြောပြချင်ပါတယ်ဒီ project မှာအိမ်ယာပေါင်းစုစုပေါင်းအားလုံးက3ခုရှိတယ်အိမ်ယာတစ်ခုစီတိုင်းမှာလည်းအိမ်ခြေပေါင်းက900ကျော်ရှိတယ်အဲ့တော့လူကြီးကအရန်များတယ် project တစ်ခုဆိုလို့ရှိရင်လုံးဝဆိုးအောင်ဖြစ်သွားပြီ project 2ခုကျန်ပါအောင်မယ်ဒီ project 2ခုကကိုကဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ရသေးတယ်အဲ့တော့ဒီ shop house ဆိုတာကဘာမှရှိရလဲဆိုလို့ရှိရင်ဒီ project 3ခုရဲ့အလေတက်တဲ့မှာရှိတာဖြစ်တယ်ဒီ project ထဲမှာရှိတဲ့လူတွေအားလုံးကစားတောင်းမယ်အလားပြင်မယ်ဒုမဟုတ်ဆိုလို့ရှိရင် coffee ဆိုင်ထိုင်မယ်ဆိုလို့ရှိရင်ဒီနေရာကိုပဲလာမှာဖြစ်ပါတယ်ကိုကဒီမှာဆိုင်ခန်းလေးဖွင့်လာတယ်ဆိုလို့ရှိရင်ကလူမကြမှာကိုပူစရာမလိုဘူးအခုလက်ရှိကျွန်တော်ဝင်လာတဲ့အချိန်မှာမြင်ရတဲ့အနေအထားကဆိုင်လေးတွေတော်တော်များများကလူလေးတွေရှိရယ်အလားပြင်ဆိုင်ဆိုလဲအလားပြင်ဆိုင်အလျောက်ပေါ့နော်လူလေးတွေဝင်နေတာကိုတွေ့တယ်ဟုတ်ကဲ့ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ဒီမှာကိုကဘယ်လိုမျိုးလူတွေကလာနေကြမလဲကိုကရွှေ့လာပြီဆိုလို့ရှိရင်လူကြီးအတွက်က small business လေးလုပ်မလားကလေးရှိတယ်ဆိုလို့ရှိရင်လည်းကလေးကိုကြောင်းထားမလားဥပမာကျွန်တော်တို့လမ်းမဘေးမှာဖွင့်မယ်ဆိုလို့ရှိရင် foreigner ဖြစ်တဲ့ကတပိုင်းသို့မဟုတ်ဆိုလို့ရှိရင်မြန်မာပြည်သားဖြစ်တာတပိုင်းပေါ့နော်အဲ့ဒီအတိုင်းတာမှာကျွန်တော်တို့ရဲတွေကဝင်ပြီးတော့နေမြန်းတာမျိုးကရှိတတ်တယ်ဒါပေမဲ့ဒီ project ကလေးကြတော့အိမ်ယာဝင်းထဲမှာဖြစ်တဲ့အတွက်ကြောင့်ကိုကစီးပွားရေးလုပ်မယ်ဆိုရင်တော့မှ private business လိုမျိုးဖြစ်နေတာအဲ့တော့ဒီအိမ်ယာဝင်းထဲကိုတကူးတကရဲတွေလာပြီးတော့စစ်ဆေးဖို့ဆိုတာကမရှိတဲ့တော့ပဲဒီအပိုင်းမှာလည်းပို့ပြီးတော့ကျွန်တော်တို့မြန်မာပြည်သားတွေအတွက်စိတ်ချရတယ်နောက်တစ်ခုကဒီဝင်းထဲကနေထွက်တာနဲ့ကျွန်တော်တို့ဒီ commercial space ပေါ့နော် commercial space ဆိုတာကဒီ KFC တို့ထိုင်းစားတောက်ဆိုင်လေးတွေပေါ့နော်အဲ့လိုမျိုးကိုဖွင့်ဖို့ဝင်းအကြီးသူတို့ယာထားတာရှိတယ်အဲ့ဒါကဒီ project ရဲ့ဘေးဘက်ခြမ်းပါပဲအခုလက်ရှိတော့မစောက်ရသေးဘူးနောက်3နှစ်ကလေးကြာလို့ရှိရင်စောက်ပြီးမယ်လို့ပြောတယ်အဲ့တော့ဒီနေရာကလည်းနောက်တစ်ချိန်မှာအလားအလာကိုတော်တော်ကောင်းတဲ့ဒီနေရာမှာရှိတာဖြစ်တယ်ကိုကဒီမှာရင်းနှီးမြှုပ်နှံမှုလုပ်မလားဒို့မဟုတ်ဆိုလို့ရှိရင်နေမလားအဖက်ဖက်ကနေကိုစဉ်းစားပြီးတော့ရွေးချယ်လို့ရတယ်ကျွန်တော်ပြောသွားတာတော့ highlight တွေကတော့တော်တော်လေးများနေပြီအဲ့တော့မိတ်ဆွေရဲ့အဓိကလိုအပ်ချက်နဲ့ကိုယ့်ရဲ့ဖြစ်ချင်တဲ့ပုံမှာမူတည်ပြီးတော့စဉ်းစားလို့ရပါတယ်ဟုတ်ကဲ့ဒီထက်ပိုပြီးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်